ယခုအချိန်အမေရိကန်နိုင်ငံအတွင်းမြို့ကြီးမြို့ငယ်အများပြားမှာထောင်ပေါင်းများစွာသောလူတွေလမ်းပေါ်ထွက်ပြီး Walk for Peace လို့ခေါ်တဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ခုကိုဆက်လက်လှုပ်ဆောင်နေကြပါတယ်။ဒီလှုပ်ရှားမှုဟာအတိတ်ကတမိုင်းတစ်ခုမဟုတ်ပဲလက်ရှိအချိန်မှာတကယ်ဖြစ်ပေါ်နေတဲ့အဖြစ်ဖြစ်ပါ။လူမျိုးမရွေးဘာသာမရွေးအသက်အရွယ်မရွေးလူတွေစီစီလုံးလုံးနဲ့လမ်းလျှောက်ကြပြီးလက်ထဲမှာ peace ဆိုတဲ့စာတန်းတွေကင်ဆောင်ထားကြပါတယ်။ or hit အကျန်းဖတ်ချူမရှိပဲတိတ်tứcစိတ်တာမန်လူသားတစ်ယောက်လိုစိတ်ထဲကစန္ဒတစ်ခုတည်းကဘာကြီးမှာမုံတိမှုနယ်ပြီးငြိမ်းချမ်းရေးများလာစေခြင်းကိုဖော်ပြနေကြပါတယ်။ဒီလမ်းလျှောက်မှုအတွင်းမှာဆရာဝန်တွေကျောင်းသားလူငယ်တွေမိသားစုများဘာသာရေးခေါင်းဆောင်များပါဝင်နေကြပါတယ်။မိခင်တယောက်ကငါသားသမီးတွေကိုကြောက်ရွံ့မှုမရှိတဲ့ကဘာမှာကြီးပြင်းစေခြင်းတယ်လို့ပြောပါတယ်။လူငယ်တယောက်ကလည်းကျွန်တော်တို့မျိုးဆက်ကအကျန်းဖတ်မှုထက်မေတ္တာကိုရွေးချယ်ခြင်းတယ်လို့ဆိုပါတယ်။သူတို့ဟာနာမည်ကြီးမဟုတ်ကြပေမဲ့သူတို့ရဲ့စကားတွေကလူတွေရဲ့နှလုံးသားကိုထိတွေ့စေပါတယ်။ဒီလှုပ်ရှားမှုမှာခရစ်ယာန်မွတ်စလင်ဗုဒ္ဓဘာသာဝင်တို့အတူတကွဆုတောင်းခြင်းမေတ္တာပို့ခြင်းများပြုလုပ်ကြပြီးဘာသာမတူကြတော့လဲငြိမ်းချမ်းရေးလိုလားမှုမှာတစ်ခုတည်းဖြစ်နေပါတယ်။ အမေရိကန်မှာဖြစ်နေတယ်ဆိုပေမဲ့ဒီ message ဟာကမ္ဘာတစ်ဝန်းလုံးနဲ့သက်ဆိုင်ပါတယ်။ဗုဒ္ဓဘာသာအရစိတ်ငြိမ်းချမ်းမှာလောကငြိမ်းချမ်းနိုင်ပါတယ်။မိသားစုအတွင်းစကားပြောပုံလေးတစ်ခုပြောင်းလဲခြင်းမုန်းတီးမှုအစားသီးခံချေရွေးချယ်ခြင်းအငင်းကွာမှုအချိန်မှာအေးအေးဆေးဆေးဖြေရှင်းခြင်းဒီအရာလေးတွေကနေငြိမ်းချမ်းရေးစတင်နိုင်ပါတယ်။ယခုအချိန်အမေရိကန်လမ်းပေါ်မှာလူတွေလမ်းလျှောက်နေကြသလိုတကယ်လမ်းလျှောက်မှုကကျွန်တော်တို့ရဲ့စိတ်ထဲမှာစတင်ဟာမယ်။ငြိမ်းချမ်းရေးကိုယုံကြည်ရင်မေတ္တာကိုရွေးချယ်ပါ။ဒီ message ကိုမျှဝေပါ။ဘာလို့လဲဆိုတော့ကဘာကြီးအတွက်လူအပ်ဆောင်အရာကအင်အားမဟုတ်ဘဲမေတ္တာနဲ့ငြိမ်းချမ်းရေးဖြစ်လို့ပါ။